ကဲအားလုံးပဲမင်္ဂလာပါဗျပရီးမီးယားလိဂ်ကဏ္ဍဝင်အလန်ရှိယာရာကဒီယာဒီမန်ချက်စတာယူနိုက်တက်ရဲ့ရုန်းကန်နေမှုတွေအတွက်ဆလိုဗေးနီးယားတိုက်စစ်မှုဘင်ဂျမင်ရှက်ကိုအပြစ်တင်လိုက်ပါတယ်ရှက်ကိုအနေနဲ့ကစားမှုတိုးတက်အောင်လှုပ်ဆောင်ရန်လည်းပြောကြားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့အာဆင်နယ်ကျဲဝင်အောင်တီယိုဝဲကော့ကမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှုတစ်ကိုအိုနရီနဲ့နှိုင်းယှဉ်မှုတွေပြုလုပ်ခဲ့ပြီးအချိန်ပေးဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်ယူနိုက်တက်တို့ကပြီးခဲ့တဲ့လက3မှတ်ဆက်အနိုင်ရရှိပြီးတဲ့နောက်ဒီနိုဝင်ဘာမှာတော့ပရီးမီးယားလိဂ်2ပွဲဆက်တရေကျလို့သွားခဲ့ပါတယ်စနေနေ့ကစားခဲ့တဲ့တော်တမ်ဟော့စပါနဲ့2ဂိုးစီတရေကျတဲ့ပွဲစဉ်ဒုတိယပိုင်း58မိနစ်မှာလူစားဝင်ခဲ့တဲ့ရှက်ကိုတယောက်စပါနောက်ခံလူမီကီဗန်ဒါဗန်ရဲ့ပြင်းထန်တဲ့စိန်ခေါ်မှုကြောင့်ဒဏ်ရာရခဲ့ပြီးကွင်းတင်းကထွက်သွားခဲ့ရပါတယ်။ရှက်ကိုလူစားဝင်ကစားချိန်မှာကြီးမားတဲ့ဂိုးသွင်းခွင့်အချို့ရခဲ့ပေမဲ့လည်းလွဲချော်လို့သွားခဲ့ပါတယ်။ယခင် live တိုက်စစ်မှုဟောင်းဟာအင်္ဂလန်မှာတော့ခက်ခဲတဲ့အစာပြစ်မှုတွေကိုခံစားနေရပြီးအခုချိန်ထိပြိုင်ပွဲစုံ12ပွဲမှာ2ဂိုးသာသွင်းထားနိုင်ပါသေးတယ်။ရှက်ကိုရဲ့ဂိုးရှိမှာဂိုးသွင်းနိုင်စမ်းမရှိခြင်းက United ရဲ့စွမ်းဆောင်ရည်ကိုပါတစ်ခါတရံထိခိုက်စေခဲ့ပါတယ်။ BBC ရဲ့ Match of the Day အစီအစဉ်စကားဝိုင်းမှာ Premier League စံချိန်တင်ဂိုးသွင်းရှင်အလန်ရှိယာရာကစကိုထပ်ပြီးရုန်းကန်ခဲ့ရပါတယ်။သူ12ပွဲမှာ2ဂိုးပဲသွင်းထားပြီးဒီနေ့မှာတော့နိုင်ရွယ်ကျော်လေးပဲလူစားဝင်ကစားခဲ့ရတာပါ။တကယ်ကိုကောင်းမွန်တဲ့အခွင့်အရေး2ကြိမ်ရခဲ့ပါတယ်။ရိုးသားပြောရရင်သူဂိုးသွင်းနိုင်ခဲ့ရမှာပါဂိုးလေးကိုဝင်အောင်သွင်းနိုင်ဖို့သူ့အတွက်ကောင်းကောင်းဖန်တီးပေးခဲ့ကြတာပါသူဟာစောစီးကန်သွင်းဖို့ဒါမှမဟုတ်ဘောလုံးကိုပို့ပြီးအရှိမမြန်တိုးဖို့လုပ်ရပါလိမ့်မယ်ပရီးမီးယားလိဂ်မှာသူ့ညာခြေကိုပြန်ယူပြီးကစားဖို့ဒီလောက်အချိန်ရမှာမဟုတ်ပါဘူးရှက်ကိုရဲ့ဒုတိယအခွင့်အရေးကတော့ကျွန်တော်ပို့ပြီးနားမလည်နိုင်တဲ့အရာပါသူယုံကြည်မှုအတွက်ရုန်းကန်နေရမယ်ကျွန်တော်သိပေမဲ့ဘယ်တိုက်စစ်မှုမဆိုတစ်ဖက်ဘက်ကိုခံစစ်မှုကသူ့စီဘောလုံးရောက်ဖို့ဘလို့မှခွင့်မပြုနိုင်ဘူးဆိုတာသိထားပါမယ်ဘန်နာမန်ကိုကြော်ဖဲရမယ်အဲ့ဒီချိန်ကျရင်ကိုသမားဘယ်ရောက်နေလဲသူဘာလို့ချင်တယ်ဆိုတာသူ့ကောင်းထဲမှာပုံချမ်းရှိနေရမှာပါဘန်နာမန်ရောက်နေတာကိုတော့သူမသိဘူးလို့ကျွန်တော်ထင်ပါတယ်သူယုံကြည်မှုနဲ့ရုန်းကန်နေရမယ်ကျွန်တော်သိပါတယ်ဒါပေမဲ့ဒါကကြီးမားတဲ့ကိစ္စတစ်ခုပါသူပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့အရာပါဘယ်သူမှသူ့ကိုဒဏ်ရာထွက်သွားတာမမြင်ချင်ပါဘူးသူ့ဒူးအခြေအနေအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်ဒါပေမဲ့ဒီအခွင့်အရေးနှစ်ကြိမ်ကတော့ United လို့အသင်းမှာကစားနေတဲ့တိုက်စစ်မှုတယောက်အနေနဲ့ဂိုးသွင်းယူနိုင်ရမယ့်အခွင့်အရေးတွေပါပဲအာဆင်နယ်တိုက်စစ်မှုဟောင်းဝဲကော့ကရှက်ကိုနဲ့ဂန်နာတို့ရဲ့ကန်နဝင်အော်နရီဂျာနှိုင်းယှဉ်မှုပြုလုပ်ခဲ့ပြီးဝဲကော့ကအာဆင်နယ်မှာကစားတော့ကတိုက်စစ်ကစားသမားတယောက်အနေနဲ့ကျွန်တော်ဟာအမြဲတမ်းကိုအပြစ်တင်ဆုံးသူဖြစ်ခဲ့ပါတယ်ကျွန်တော်ဘယ်နှကြိမ်ဘောလုံးပေးဖို့နိုင်ခဲ့လဲဘယ်နှကြိမ်ကန်သွင်းနိုင်ခဲ့လဲပြိုင်မဲ့ကိုအနိုင်ယူနိုင်ခဲ့သလားဘင်ဂျမင်ရှက်ကိုဟာလက်ရှိအချိန်မှာအသင်းကိုအများကြီးအထောက်အကူမပြုနိုင်သေးပါဘူးမန်ချက်စတာယူနိုက်တက်ကလည်းသူ့ရဲ့အားသာချက်တွေကိုထုတ်သုံးဖို့ကစားနေဖို့မရပါဘူးဒါပေမဲ့အချိန်ရှိပါသေးတယ်Thierry Henry Premier League ကိုရောက်လာတော့ကကျွန်တော်တို့မှတ်မိနေတဲ့ကစားသမားရဲ့အရေးအယောင်တော့မရှိခဲ့ပါဘူးကျွန်တော် Oliver Giroud နဲ့လည်းကစားခဲ့ပူပါတယ်သူဟာတကယ်ပုံစံကောင်းတွေရဖို့ပွဲပေါင်း20လောက်အချိန်ယူခဲ့ရပါတယ်ဒါကိုလူတွေကသိမမှတ်မိကြပါဘူးလင်းချင်မှာသာသူဘယ်လိုကစားသမားမျိုးဖြစ်လာမယ်ဆိုတာကျွန်တော်တို့အားလုံးမြင်နိုင်ခဲ့တာပါလို့ရှက်ကိုဘက်ကနေကာဝယ်ပြောကြားခဲ့ပါတယ်